တကုံထူးခုစေုံကြီးလိုပဲတောင်း DMH လို့ပဲသုံးတယ် မင်္ဂလာပါ မင်္ဂလာပါ ဒီနေ့ကျွန်တော် meeting ခေါ်တဲ့အကြောင်းကတော့ကျွန်တော်တို့ခုဒီလာမယ့်ရှစ်ပတ်မှာ Facebook မှာတကုံထူးစီယုံရပတ်သက်ပြီးတော့ post တစ်ခုတင်ဖို့ရှိတယ်တကုံထူးစီယုံကြီးကရောက်တကုံမျိုးနဲ့ဆရာဆန်လမ်းမကြီးပေါ်မှာရှိရဲဆိုတဲ့ဟာကိုပဲအဓိကတော့ message ပေးချင်တာဒီ post အတွက်ကိုကျွန်တော်ဖိထားဖြစ်နေတာတခုတော့ရှိတယ်ကြွညာတဲ့အခါမှာတကုံထူးခုစီယုံကြီးလို့ပဲပြောပြီးကြွညာမလားဒါမှမဟုတ် DMH ဆိုပြီးတော့ပြောပြီးကြွညာမလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ team ကသူရဲ့အမြင်ကိုလည်းကျွန်တော်သိချင်တယ်အဲ့တော့ဘယ်လိုဆိုကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေကြတယ် ကျွန်တော်အနေနဲ့ကတကုံထူးခုစေုံကြီးလိုပဲတောင်းနေတယ်ဘာလို့လဲဆိုတော့ဒီတကုံထူးခုစေုံကြီးဆိုတော့ဗျာမြန်မာလိုပဲတောင်းထားတဲ့အတွက်လူတိုင်းလည်းနားလည်နိုင်တယ်အားကြောင့်လို့ကျွန်တော်ကတော့တကုံထူးခုစေုံကြီးလိုပဲတောင်းနေတယ် ကျွန်တော်နေပြီးတော့ DMX ဆိုတဲ့အတူကောက်နာမည်တွေသုံးနေတယ်လူတိုင်းနားတွေကိုလည်းမှတ်တာတွေ့တယ်နောက်တစ်ချိန်ကျွန်တော်တို့ international line သွားမယ်ဆိုလို့ရှိရင်လည်းဒီနာမည်တွေကပုံအစီအစဉ်ပဲလို့ထင်တယ် ဒီလိုဆိုရ DMA လို့တောင်းထားတဲ့စာလို့ရှိရင်ကျောင်းနေနေရတကုံထူးခုစေုံကြီးလိုပဲတောင်းနေတယ်ဘာလို့လဲဆိုတော့ DMA လို့တောင်းထားလို့ရှိရင်လူတိုင်းလည်းမသိနိုင်ဘူးဗျာအဲ့တော့ကျွန်တော်ကတော့တကုံထူးခုစေုံကြီးလိုတောင်းထားလို့ရှိရင်မြန်မာလိုရေးထားတဲ့အတွက်လူတိုင်းလည်းသိနိုင်တယ် DMA ဆိုလို့ရှိရင်တောင်းတာလူတိုင်းလည်းမသိဘူးအင်္ဂလိပ်စာနားမလည်ဘူးဆိုပို့ဆိုးပါပြီဗျာအဲ့တော့တကုံထူးခုစေုံကြီးပဲကျွန်တော်တောင်းမယ် ဥပဒေပြောချင်တာဒါပြောတယ်ဒီဒဂုံထုခုစေးဆိုတဲ့နာမည်လည်းကောင်းပါတယ်ဒါပေမဲ့ DMX ဆိုတဲ့အတူကောင်လေးကိုပို့ပြီးတော့သုံးတော့ပုံသဘောကျတာပေါ့နော်နောက်တစ်ချိန် international line သွားမယ်ဆိုလို့ရှိရင်လည်းဒါအဆင်ပြေတယ်အဲကြောင့် DMX ဆိုပဲဟိုကတော့သုံးသိချင်ပါတယ် ဒီလိုကိုက DMA ကြီးကြအင်္ဂလိပ်လိုဖြစ်နေတယ်လေကျွန်တော်တို့ကမြန်မာလိုကြော်ညာပါလေတကုံထူးခုစေုံကြီးလိုကြော်ညာလို့ရှိရင်လူတိုင်းနားလည်နိုင်တယ် DMA ကြတော့အင်္ဂလိပ်လိုဖြစ်နေတဲ့အတွက်လူတိုင်းလည်းနားမလည်နိုင်တကုံထူးခုစေုံကြီးလိုတောင်းထားလို့ရှိရင်ဘာပဲပြောလူတိုင်းနားလည်နိုင်တယ်သိနိုင်တယ်အဲ့တော့မလို့ကျွန်တော်ကတော့ recommend ပေးခြင်းတယ် ဒီလေးစဉ်းစားကြည့်လေဒဂုံထုခုစေးုံဆိုတဲ့ရိုးရိုးကြီးနာမည်နဲ့ DMX ဆိုတဲ့နာမည်ဘယ်ဟာပို့ပြီးတော့နားထဲမှာအဆင်ပြေပြေနဲ့နားထောင်လို့ကောင်းလဲလူတိုင်းကအဆင်ပြေတဲ့ DMX ဆိုပဲခေါ်မှာပေါ့ဘာလို့ဒဂုံထုခုစေးုံဆိုပြီးအရှိကြီးပြောနေမှာလဲ ကျွန်တော်တို့တကုံထူးခုစေုံကြီးလိုပဲတောင်းမယ်ဗျာ ဦးကတော့ DMX လို့ပဲသုံး မရဘူးဗျာတကုံထူးခုစေုံကြီးလိုပဲတောင်း DMX လို့ပဲသုံးမယ် တကုံထူးခုစေုံကြီးလိုပဲတောင်း DMH လို့ပဲသုံးမယ် ခလာတကုံထူးခုစေယုံကြီးလေ DMH ပဲ DMH ကလည်းတကုံထူးခုစေယုံကြီးပဲအဲ့ဒါနှစ်ခုလုံးတော့မယ် meeting ဒီမှာပြီးပြီ